TikTok မှာ content တွေတော့တင်နေရပဲဘယ်သူမှလည်းအဖတ်မလုပ်ကြဘူးဘာဖြစ်လို့လဲမသိဘူးဆိုတော့လုပ်ငန်းရှင်တွေအနေနဲ့ဒီဗီဒီယိုစောင့်အောင်ကြည့်ပါရှင်ရောင်းဖို့ကြည့်ပဲအောင်မဆိုင်ပါနဲ့မိတ်ဆွေတို့ကအယောင်းဝယ်တစ်ခုတည်းကိုပဲဇောက်ချလုပ်နေပြီးတော့ဗီဒီယိုတိုင်းမှာအခုဈေးကဘယ်လောက်ပါအခုလာဝယ်ပါဆိုပြီးတော့ဗီဒီယိုမျိုးတွေပဲတင်နေမယ်ဆိုရင် audience ကညှိွေသွားနိုင်ပါတယ်ဒါကြောင့်ကိုယ့်ရဲ့ customer တွေကို product နဲ့ပတ်သက်ပြီးဘူးထုတာပေးနိုင်တဲ့ဗီဒီယိုမျိုးလေးတွေကိုလည်းဖန်တီးတင်ပါတယ်ဘယ်သူကိုရောင်းလို့ရမှမသိဘူးကိုယ့် brand ရဲ့ target audience ကိုသိချာမသတ်မှတ်ထားပဲနဲ့တွေ့ရလူတိုင်းကိုရောင်းချနေရမျိုးကဘာမှမရောင်းရတာနဲ့ကွာမှာမဟုတ်ပါဘူးကိုယ့် brand နဲ့ like ဖတ်မဲ့ audience ကိုပဲတိတိကျကျပြတ်မှတ်ထားရောင်းချမှသာရောင်းအားတက်လာမှာပဲဖြစ်ပါတယ်စိတ်ကူးပေါက်တဲ့အချိန်မှာ content တွေကိုစုတင်တာကိုယ့်လုပ်ငန်းအတွက် content တွေကိုပုံမှန်တင်တာမျိုးမလုပ်ဘဲနဲ့စိတ်ကူးပေါက်တဲ့အချိန်ညမှာထတင်တာမျိုးကမိတ်ဆွေတို့ရဲ့ brand ကို algorithm ကမိသွားစေပါတယ်ဒါဆိုရင်တော့ result ကောင်းတွေပိုင်ဆိုင်ဖို့အခက်သွားပါလိမ့်မယ်ဒီလိုပြဿနာမျိုးတွေကိုရှောင်ရှားပြီးမိတ်ဆွေတို့ရဲ့လုပ်ငန်းနဲ့ကိုက်ညီတဲ့ strategy ကောင်းတွေကိုလွှဲလာပြီဆိုရင်တော့ညီမတို့ Uation Marketing Agency နဲ့လက်တွဲလို့ရပါတယ်ရှင်